အကုန်လုံးမင်္ဂလာပါနော်ကောင်းသောနေ့ပါရှင်နော်ကိုလာတဲ့လူဘဝတစ်ခေါက်မှကွယ်နော်ကိုသူများကိုဘယ်လောက်ထိပျော်ရွှင်မှုပေးနိုင်လဲနော်ကိုဟာဘယ်လိုလူဖြစ်ရှင်လဲကိုဟာဘယ်လောက်တန်ဖို့ရှိလဲနော်ကိုဆုံးဖြတ်ပါနော်ကိုသမိုက်ကိုရေးမယ်ကိုဆုံးမမယ်နော်စိတ်ကောင်းစေရနာကောင်းမရှိသေးလူကကွယ်နော်လူတစ်ဖက်သားကိုလေကြည်နေတယ်ကြိုးစားရင်လေဆွေးချရှင်တယ်တက်နေရှင်တယ်နော်သူကြည်လိုက်လေသူဘာလို့လို့ဆိုသူလေဘာမှမလုပ်ဘူးအဲ့ဒါကြောင့်เนาะကိုချင်းတရားတို့သီလာတို့မေတ္တာတို့စာနာစိတ်တို့မရှိသေးလူကလေလူတစ်ဖက်သားကိုလေဟိုအထိန်အကွက်မရှိဘူးကွယ်သူပစားကလေเนาะတကယ်စီရှွန်နေတယ်လို့ပဲပြောတယ်ဆိုတယ်เนาะအဲ့ဒါကြောင့်အဲ့လိုလူမျိုးမဖြစ်ပါစေနဲ့လို့เนาะအဒီကကိုကွယ်เนาะဟိုမင်းသားဖြစ်ရှင်လားလူဆိုးဖြစ်ရှင်လားเนาะကိုရွေးရှိပါเนาะဒီနေ့ပြီးတော့ဒီနေ့တရက်ကိုအမြဲတမ်းတန်ဖို့ရှိအောင်အသုံးချပါဒီနေ့တရက်ကိုနောက်ဆုံးပိုက်ဆိုပြီးတော့အသုံးချပါလို့เนาะဒီနေ့တရက်မှာနောက်ဆုံးပိုက်အနေနဲ့လေးထွက်သွားနိုင်တယ်เนาะကြံလေးကြံနိုင်တယ်เนาะဒီနေ့ဆေးရုံမှာအသက်ထွက်သွားတဲ့လူတွေအများကြီးရှိပါတယ်ဒီနေ့နောက်ဆုံးပိုက်အနေနဲ့နှုတ်ဆက်သွားတဲ့လူတွေအများကြီးရှိပါတယ်လောကကြီးမှာเนาะအဲ့ဒါကြောင့်เนาะကိုအနာမရှိသေးလူကိုပျော်ရွှင်မှုပေးပါတန်ဖိုးထားပါเนาะမသိခင်ကွယ်ဘသူ့ကိုဖြစ်ဖြစ်တန်ဖိုးထားเนาะအသေးမနောက်တားရနေမယ့်အစားပေါ့နော်မသိခင်ကိုအနာမရှိသေးဘူးတန်ဖိုးထားပါနှွေးထွေးပါကျင်တာပါနော်မတို့နဲ့သိတယ်ကွယ်နော်ဟိုသူမြောက်ကိုအဲ့လိုပေါ့အလှတကူလုံးမေလို့ပြောထားတယ်ဟာလားအဲ့ဒါသူကနောက်ဆုံးကြတော့သူစိတ်ပြောက်သွားတာပေါ့နော်သူမလှူတော့ဘူးဆိုပြီးတော့ပြောလိုက်တော့နော်သူခဏနေတော့သူနေမကောက်ဖြစ်ပြီးတော့စေခန့်သွားလိုက်ရတယ်လှူလို့ရှိရင်ကို2000ပဲကုန်မယ်နော်စေခန့်သွားလိုက်တော့သူ3000 4000လောက်ကုန်သွားတယ်အဲ့ဒါဘာလေးဆိုတော့သူစိတ်ကသူ့ကိုအကျိုးပေးလိုက်တာပါနော်ကိုတကယ်လှူလိုက်ရင်နော်ကုသိုလ်အများကြီးရမယ်ဟာကိုနော်ပြီးတော့ဒီနေ့ငါကုသိုလ်လုံးပြီဆိုရင်ချက်ချင်းထားလုပ်ပါအချိန်မဆွေးပါနဲ့နော်နော်ပြီးတော့ကွယ်နော်ကိုမဟာပထဝီမြေကြီးမှာနေတယ်နော်ကိုအတွင်းနဲ့နော်အကုန်လုံးသူအဆင်ပြေကြပါစေကျမ်းမာကြပါစေနော်ကိုအတွင်းနဲ့ဘယ်သူမှဒုက္ခမရောက်ပါစေနဲ့နော်စိတ်တက်မကြပါစေနဲ့စိတ်မဆင်းရဲပါစေနဲ့နော်သူလားဆိုလို့ရှိရင်သူကစိတ်ကုတ်စိတ်နာကုတ်ရှိတယ်ပေါ့နော်နှွေးထွေးတယ်ကျင်နာတယ်ဆိုရင်အဲ့ဒါမကောက်ဘူးလားနော်အဲ့ဒါကြောင့်နော်ကိုချစ်ရင်ကိုရဲ့တဏိတာကိုတန်ဖိုးထားပါနော်တက်ကြွနဲ့ကြိုးစားပါနော်အောက်ကလူငယ်တွေကြိုးစားကြပါနော်လူငယ်ဆိုတာကအများကြီးကြိုးစားလို့ရပါတယ်နော်ကိုသွားရှင်လေးလမ်းကိုတေချာစိတ်မှန်ခွင့်ခွေပြီးတော့ရှားပါလို့နော်လုံးဝအရှုံးမပေးနဲ့နော်တိုက်ပွဲဝင်ပါလို့နော်လောကကြီးကတော့ပန်ခင်းလည်းမဟုတ်ဘူးနော်ကိုကတော့600မှာပဲလေးကြိုင်ပြန်ထလေးကြိုင်ပြန်ထနော်အားလုံးကိုကျေးဇူးတင်ပါတယ်ကောက်သွားနေပါ